အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ relationship တွေနဲ့ lifestyle တွေအကြောင်းကိုဆွေးနွေးပြီးတော့ဆွေးနွေးကြမယ်ပေါ့နော်အချင်းချင်းဘာလို့လဲဆိုတော့lifestyle တွေဒီ relationship တွေကလေဒီ ship တွေကကြောက်ကြောက်လက်ခံထားတဲ့ပုံစံတွေကမတူကြဘူးဒါပေမဲ့တချို့သောချက်လက်ကလေးကလည်းတူကြတယ်ပေါ့နော်ဆိုတော့မတူတဲ့ချက်လက်ကလေးကိုလည်းဆွေးနွေးကြမယ်တူတဲ့ချက်လက်ကလေးကိုလည်းဒီတိုင်းတူစကားပြောကြမယ်ပေါ့ဆိုတော့ဒီနေ့ topic ကဘာလဲဆိုလို့ရှိရင်တချို့တော့Facebook ရဲ့ group တွေမှာတွေ့တယ်ပေါ့နော်ကောင်လေးကဖောက်ပြန်သွားတယ်ဒါပေမဲ့သူ့ကိုချစ်နေသေးတယ်လို့ထင်တယ်အဲ့ဒါဘယ်လိုလုပ်ရမလဲပြန်လက်ခံလိုက်ရမလားအဲ့လိုပဲတစ်ချိန်တည်းမှာပဲကောင်မလေးကဖောက်ပြန်သွားတယ်ဒါပေမဲ့သူ့ကိုအရန်ချစ်တော့မစွန့်လွတ်နိုင်ဘူးပြန်လက်ခံရမလားပေါ့နော်ဆိုရဲဟာမျိုးကိုပြောကြတယ်ပေါ့နော်စာ post တွေတင်ကြတယ်ပေါ့ဒီနေရာမှာကိုလက်ခံထားတဲ့အရာကဘာလဲဆိုလို့ရှိရင်ချီတာကချီတာပဲဖောက်ပြန်တဲ့သူကဖောက်ပြန်မှာပဲပေါ့နော်ဆိုတော့နှစ်ခုပဲရှိတယ်လက်လွတ်မှာလားပြန်လက်ခံမှာလားပြန်လက်ခံမှာလားလို့မေးနေတဲ့သူတွေကတကယ်တော့စိတ်ကလက်ခံခြင်းနေတယ်တစ်ဖက်မှာလည်းသူတို့ကကိုကဖောက်ပြန်ခံထားရတဲ့အခါကျတော့စိတ်ထဲမှာမတင်မကျဖြစ်နေတာပေါ့နော်ကိုယ်တိုင်ကြောက်တဲ့ဆိုလို့ရှိရင်ဖောက်ပြန်တဲ့သူအရင်တော့ဆိုလို့ရှိရင်လည်းပြန်ပြီးလက်ခံခဲ့ဘူးရှိတယ်ဒါပေမဲ့အဲ့ပြန်လက်ခံခဲ့ဘူးတုန်းကလည်းဘာမှအလုံးမဖြစ်ခဲ့ဘူးအလုံးမဖြစ်ခဲ့ဘူးပြန်ပြီးတော့ပဲပြန်ဖောက်ပြန်သွားတာပဲများတယ်ပေါ့နော်ဆိုတော့ပြန်ပြီးတော့ပဲဖောက်ပြန်သွားတာများတယ်ဆိုတော့ကိုတယောက်တည်းတကိုယ်ရေးစာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဖောက်ပြန်တဲ့သူကထပ်ဖောက်ပြန်မှာပဲဒါကိုကိုကပေါ့နော်ဒါကိုကနည်းနည်းကိုခံနိုင်ရှိအောင်စူးစမ်းပြီးတော့ပဲဖြစ်ဖြစ်လက်လွတ်တဲ့ကိစ္စတွေဆိုလို့ရှိရင်လက်လွတ်ရလိမ့်မယ်ပေါ့နော်အစာပိုင်းမှာတော့မခံမရက်နိုင်အောင်နာကျင်တာမျိုးရှိလိမ့်မယ်ဒါပေမဲ့ကိုအတွက်ကိုမစင်စားတဲ့သူကိုအတွက်ကိုတော့မတွေးပေးတဲ့သူပေါ့နော်အတွက်ကိုဘာလို့အချိန်တွေကုန်ခံပြီးတော့စိတ်သက်ခွန်အားတွေကုန်ခံပြီးတော့ပြန်ပြီးတော့တွဲမှလဲပေါ့ဘာလို့လဲဆိုတော့အချိန်ဆိုတာကအရန်တန်ဖိုးရှိတယ်ကိုယ့်ရဲ့ energy ကလည်းတန်ဖိုးရှိတယ်ဆိုတဲ့အခါကျတော့ကိုယ့်ရဲ့အချိန်လေးကိုယ့်ရဲ့ energy ကိုပြန်တွေးပြီးတော့ပဲဖြစ်ဖြစ်ကိုယ့်အတွက်မတွေးပေးနိုင်သူကိုပဲလွတ်လိုက်တာတော့အကောင်းဆုံးပဲလို့မြင်ပါတယ်ကျန်တဲ့သူတွေဘယ်လိုထင်လဲရင် comment မှာရေးပေးခဲ့ကြပါ bye